တက်ခိုင်လဲယောဂီဝေလူငယ်လေးခေါ်တဲ့နောက်ကိုညှို့ငင်ခံထားရသူလိုမျိုးတကောက်ကောက်လိုက်သွားနေတယ်ကားရတန်ရထားရတန်နဲ့ဘယ်နေရာကိုဥတီလို့ဥတီမှန်မသိအောင်လိုက်ခဲ့မိတယ်တက်ခိုင်ရဲ့အတွက်ကသူရှုံးလို့သာလိုက်လာခဲ့ရတာလေအခုထိယောဂီဝေတဲ့လူငယ်ရဲ့နာမည်ဘလို့ခေါ်လဲဆိုတာတော့မသိသေးဘူးဘာတွေလုပ်လဲဘယ်မှနေလဲဆိုတာလည်းမသိဘူးဘိုက်စာရင်တွေးတဲ့ဆိုင်မှာဝင်စားတယ်စားပြီးတဲ့အချိန်မှာကြားတဲ့ငွေကိုဘာမှမရှိတဲ့အိတ်ကက်ထဲကနေနှိုက်ထုတ်ပြီးတော့ပေးနေတာပဲထူးဆန်းတာကဘာမှမရှိပေမဲ့နှိုက်ထုတ်လိုက်တိုင်းငွေတွေကထွက်လာတယ်တက်ခိုင်တယောက်ရက်တော့ချင်တဲ့စိတ်တွေရမ်းဖြစ်လာတော့ခြေတွေလက်တွေတုံးလာတယ်အဲ့လိုဖြစ်တာမြင်တော့ယောဂီဝေလူငယ်ကအိတ်ကက်ထဲကဆေးမြစ်လေးတစ်ခုထုတ်ပြီးတော့ပေးတယ်အဲ့ဒီဆေးမြစ်ကိုဝါးစားလိုက်ခမရရက်ပြတ်သွားလိမ့်မယ်တက်ခိုင်လည်းဘာမှမစင်စားပဲဝါးစားလိုက်တယ်ဆေးမြစ်ကຫນွယ်တစ်မျိုးလိုပဲချိုးနေတယ်စားလဲစားပြီးတော့ရက်တော့ချင်တဲ့စိတ်တွေကချက်ချင်းပျောက်သွားတယ်တက်ခိုင်ရက်တော့ချင်တိုင်းယောဂီဝေလူငယ်ကသူ့ကိုဆေးမြစ်တစ်ခုအမြဲတမ်းပေးတယ်အဲ့ဒီလိုနဲ့တက်ခိုင်တယောက်ရက်မတော့ဖြစ်တော့ဘူးယောဂီဝေလူငယ်လေးကညဘက်ရောက်တိုင်းတရားထိုင်နေတခါထိုင်ရင်4 နာရီလောက်ကြာတယ်ဗျတက်ခိုင်တရီးနိုးလာတိုင်းလူငယ်ကတရားထိုင်နေလို့မရှိသေးတယ်အခုထိတော့တက်ခိုင်လည်းဘာမှထူးထူးခြားခြားမတွေ့သေးဘူးဒါပေမဲ့တရက်မှာတော့အဲ့ဒီလူငယ်လေးရဲ့အစွမ်းကိုမျက်ဝါးထင်နေမယ်မြင်လိုက်ရတယ်ရွာတရွာကိုရောက်မှာတော့ရွာထိပ်ကညောင်မဲအောင်မှာခဏနားရင်းနဲ့ယောဂီဝေလူငယ်ကတက်ခိုင်ကိုပြောတယ်တက်ခိုင်ရော့ဒီဆေးမြစ်ကိုမျက်လုံးမှာကွင်းထားလိုက်ပြောဆိုနဲ့ဆေးမြစ်အနီးတစ်ခုကိုထုတ်ပြီးတယ်တက်ခိုင်လည်းဘာမှမမေ့ပဲမျက်လုံးနှလုံးကိုအဲ့ဒီဆေးမြစ်နဲ့ကွင်းလိုက်တယ်အဲ့ဒီအပင်ကိုကြည်စမ်းမင်းဘာမြင်ရလဲတက်ခိုင်လည်းအပေါ်ကိုမော့ကြည့်လိုက်တော့အလိုလေးညောင်မင်းပေါ်မှာဝက်ဖြူစင်ကျဲနဲ့အဖိုးတယောက်ကညောင်မင်းကွာကြားမှာထိုင်နေပါလားဟိုဘက်တရက်ပင်ကိုလည်းကြည့်လိုက်အောင်ဘာမြင်သေးလဲတက်ခိုင်လည်းတရက်ပင်ကိုကြည့်လိုက်တာထွက်မပြေးမိအောင်စိတ်ကိုမနှဲထိန်ထားရတယ်တရက်ပင်ပေါ်မှာနေရလက်မရှိအောင်နေကြတဲ့ပရာလောကသားတွေသူ့မိသားစုကိုမိသားစုနဲ့တချို့ကကလေးတွေနဲ့တချို့ကလည်းရှာကြီးတွဲလောင်းကြတချို့တွေကအဆွေကြီးတွေတချို့ကြတော့လည်းမျက်လုံးနှလုံးကတပိတ်လောက်ရှိတဲ့နာနာဘာဝတွေတက်ခိုင်မင်းကြောက်လားရုတ်တရက်ဆိုတော့လန့်တာပေါ့အခုတော့မကြောက်ပါဘူးတက်ခိုင်လည်းအဲ့ဒီလူငယ်ရဲ့အစွမ်းကိုနည်းနည်းတော့ယုံလာခဲ့တယ်ခဏနေတော့ရွာထဲကိုဝင်ခဲ့လိုက်တယ်ရွာထဲကိုဝင်တော့ရွာဝင်မှာရွာဆောင်နန်းနန်းတွေကဓာတ်နှစ်လက်ကင်ထားတဲ့လူတယောက်ထွက်လာပြီးတော့ယောဂီဝေလူငယ်ကိုအယိုးသေးလာပေးတယ်ကျုပ်ဖြင့်ယုံတော့မယုံနိုင်ဘူးဗျာဒီလူငယ်လေးကဘာမှန်ကျုပ်မသိသေးဘူးဒါပေမဲ့ကျုပ်နည်းနည်းတော့ယုံလာတယ်အဲ့ဒါဘာတူလဲလို့မေးတော့ရွာတော်ဆောင်နဲ့တဲ့ရွာတော်ဆောင်ကခမ ्या ကိုယိုသေးပေးရတာလားကျုပ်ကမေးလိုက်တော့သူကပြုံးနေတယ်ရွာတော်ဆောင်နဲ့လူငယ်နဲ့စကားနည်းနည်းပြောပြီးတော့ရွာတော်ဆောင်ကတစုံတစ်ခုကိုလမ်းညွှန်လိုက်တယ်